Okay ကဲကျွန်တော်ဒီတစ်ခါတော့ကဲကျွန်တော်အားလုံးစောင့်နေတဲ့ Magic Wii Upgrade ကကျွန်တော်တို့ original server ကိုရောက်လာပြီဖြစ်ပါတယ်ဒါပေမဲ့အပြည့်စုံရောက်လာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်အရင်တစ်ခေါက်ပြောခဲ့တဲ့ video မှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့legend skin ဝယ်တဲ့ချိန်မှာကျွန်တော်တက်ဝယ်ရတဲ့ဖင်ပြီးတဲ့ effect လေးတွေပေါ့နော်အဲ့ဒီ effect လေးတွေအတွက်ရော်ကြီးပြန်ပေးနေရဖြစ်ပါတယ်ကဲအဲ့ဒါအပြင်ကျွန်တော်တခြား event တွေကပေါ့နော်တခြားကျွန်တော် Magic Wii ကမဟုတ်ပဲတခြား event တွေကရတယ်ကျွန်တော်တို့အဲ့ဖင်ပြီးတဲ့ effect လေးတွေဝယ်ထားတဲ့လူတွေကျွန်တော်တို့တစ်ခု diamond 900ပြန်ပေးတယ်ကျွန်တော် Magic Wii မှာဝယ်ထားတဲ့ကျွန်တော်တို့ legend skin ကကျွန်တော်တို့ဖင်ပြီးတဲ့ effect လေးရတော့ကျွန်တော် Magic ပိုချင်15ခုအထိကျွန်တော်ပြန်ပေးတာဖြစ်ပါတယ်အဲ့တော့ brother တို့အနေနဲ့ကျွန်တော်တစ်ချက်ကြည့်မယ်နော်15ခုလောက်တော့ကျွန်တော်သေချာအောင်တစ်ချက်ကြည့်ပေးမယ်ကဲလောလောကျွန်တော်ဗီဒီယိုလေးမဆိုင်ခင်ကျွန်တော်ဘန်းစာပါဖောက်ချင်တယ်ကျွန်တော်စီမှာလာပြီးတော့ဘန်းစာပါလာဖောက်လို့ရပါတယ်ကဲကျွန်တော်ဘန်းစာပါဖောက်တဲ့နေရာတခြားလူတွေတင်ထားတာရှိတယ်ကျွန်တော်လုပ်ပေးတာကတော့မဖောက်တတ်တဲ့လူတွေပေါ့နော်မဖောက်တတ်တဲ့လူတွေကျွန်တော်ဒီမှာလာပြီးတော့ဖောက်လို့ရပါတယ် free တင်ပေးထားတဲ့လူတွေရှိတယ်ပေါ့နော်ကဲကျွန်တော်တစ်ချက်ဆက်ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့မေးပေါက်လေးတစ်ချက်ကြည့်ဒီမှာကျွန်တော်သူရေးထားတာကကျွန်တော်ဒီမှာလက်ကျန်စင်တစ်ခုရရှိတဲ့အခါသက်ဆိုင်ရာကျွန်တော် trial effect ကိုအလိုလျော့လက်ခံရခြင်းမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရင်တစ်ခေါက်ပြောခဲ့သလိုပဲကျွန်တော်လက်ကျန်စင်တစ်ကောင်အစ်စ်ဝယ်မယ်ဆိုရင်အရင်တော့ကျွန်တော်တို့ဒီ Pimina နဲ့ effect လေးကကျွန်တော်တို့Magic 95ခုနဲ့ထပ်ဝယ်ကြမလို့တခါတည်းသူကပြီးမှာပေါ့နော် free ပေးမှာဖြစ်ပါတယ်ကျွန်တော် Magic Wii တို့မို့အချိန်ကတည်းကရှိတော့ legend skin draw event မှာစင်းတဲ့ legend skin trial effect ကိုရခင်ကရယူခဲ့တဲ့ကစားသမားတွေအောက်ပါစီကနဲ့တိုင်ရောချပေးတော့မှာဖြစ်ပါတယ်နော်Magic Wii မှာစင် legend skin effect များကိုရယူခဲ့တဲ့ကစားသမားများအတွက်ကျွန်တော်ဒီ Pimina effect တစ်ခုလေးနဲ့ Magic Potion 15ခုရောချပေးတော့မှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်က3ခုဆိုတော့ကျွန်တော်ဒီမှာ Magic Potion save နဲ့45ခုရတာဖြစ်ပါတယ်ကျွန်တော်ကအဲ့ဒီဟာလေး3ခုဝယ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်45ခုပြန်ရတာဖြစ်ပါတယ်ဒီမှာချင်းကန်းသက်ရှိတော့ legend skin တို့ event မှာလည်း legend skin ထွန်ရဲ့အဖက်မြောက်ရရှိတဲ့ကစားသမားတွေထွန်ရဲ့အဖက်တစ်ခုလည်းစိန် diamond 900ရွေးပြီးတော့ပေးရတော့မှာဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်ကတော့လောလောဆယ်တခြား event ဝယ်ခဲ့တာမရှိဘူးပေါ့ Magic Wii ဝယ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော် Magic Potion 15လုံးsorry 45လုံးထိရတာဖြစ်ပါတယ်3ခုပေါ့နော်ဒါကျွန်တော် event လေးတစ်ချက်ဝင်ကြည့်ရအောင် Magic Wii တစ်ချက်ဝင်ကြည့်မယ်ဒီမှာ legend skin ရယူချိန်မှာတဲ့သက်ဆိုင်ရာ trial effect ကိုအလိုလျော့ရရှိမှာဖြစ်ပါတယ်အဘူထက်ဆောင်လဲလှယ်မှုအစင်များမပြုတ်ရမလို့ပဲ Magic Wii ရှိ trial effect လဲလှယ်မှုတက်ကိုပိတ်သိမ်းတော့မှာဖြစ်ပါတယ်ဆွမ်းနာပြောသလိုပဲเนาะအရင်တော့ဝယ်ထားလူတွေကို Magic Potion မော်ဆေးရပြင်15လုံးကျွန်တော်တို့ရောချပြီးတော့မှာဖြစ်ပါတယ်နောက်ပိုင်းဝယ်တဲ့ legend skin တွေကတော့ဘာမှလုပ်ရမလို့တစ်ခါလေးတန်းရမှာပေါ့နော်ကျွန်တော်ကဒီဂျွန်ဆန်ရဲ့ Franco ရဲ့လာရဲ့3ခုလုံးကျွန်တော်ဝယ်ထားတာပဲအဲ့ဒါကျွန်တော် Magic Potion 15ခုပြန်ပေးရဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့စင်ပြေတယ်ပေါ့နော်ရောကြီးပုံပြန်ပေးရဖြစ်ပါတယ် Diamond ရရလူတွေရလိမ့်မယ်ပေါ့နော်โอเคSaber လက်ကျန်တော့ပြန်မြောက်သေးပေါ့နော်သူကတရက်နေ့မှရောက်မယ်လို့တန်ကြားတယ်โอเคအဲ့ဒါကျွန်တော်မှ46ခုရှိတယ်ကျွန်တော် Magic ကိုကတော့93ခုရှိတယ်ပေါ့ကြတယ်ကျွန်တော်တစ်ချက်လှည့်ကြည့်မှာပေါ့ဗျာနော်10ခုရတယ်မစိုးဘူးနော်5ခုပဲရတယ်အားရတော့ဒီ Magic ကူလီတွေတော့ကျွန်တော်ပို့ပြီးစူးစောင်းလို့ရတော့တာပေါ့နော်နေထိုင်ကျွန်တော်တို့ကမော်ဆေးပြင်ပြန်ရတယ်โอเคကျွန်တော်ပထမဆုံးဒေါ်တင်ကျွန်တော်တို့
10ပြီးရပါနောက်ပိုင်းကတော့ကျွန်တော်တို့မချစ်ကို9ခုပဲပေးတယ်ဗောနော်ကဲဟုတ်ပြီကဲဒါကကျွန်တော်တို့လာတော့အနေနဲ့ကျွန်တော်တို့ဒီ legend skin ဝယ်ပြီးတော့ဒီဖြင်းပြီးနဲ့အဖက်ဝယ်ထားတဲ့လူတွေဘယ်နှခုဝယ်လို့ဘယ်လောက်ရလာဆိုတော့ comment မှာမှန်းခဲ့လို့ရပါတယ်ကဲကျွန်တော်ကတော့လောလောဆယ်45ခုနော်46 49လောက်တော့ရတယ်ကဲဒါကျွန်တော်ပြောထားခဲ့တဲ့တရက်နေမှုပဲစောပြီးလာခဲ့တဲ့ upgrade ပဲဖြစ်ပါတယ်โอเคကဲကျွန်တော် advanced server fortune လူတွေကျွန်တော်စီမှာလာပြီးတော့ဖောက်လို့ရပါတယ်ကျွန်တော် free တော့မဟုတ်ဘူးပေါ့နော် free လေးတော့ရှိပါတယ်ကဲဟုတ်ပြီအဲ့ဒါကျွန်တော်တို့ fortune လူတွေအောက်မှာပြတဲ့ taken လေးကလာပြီးတော့ဒီမှာလာပြီးတော့ဟိုင်းပြီးတော့လာဖောက်လို့ရပါတယ်ဗျโอเคဗီဒီယိုလေးကဒီလောက်ပါ